Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီတစ်ခေါက် share လုပ်ပေးချင်တာကထိုင်းလူမျိုးတွေရဲ့ယုံကြည်ကိုးကွယ်မှုနဲ့ဆိုင်တဲ့အကြောင်းတွေကိုပြောပြချင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့အဆောင်အုံရဲ့ရှေ့မှာရှိတဲ့နတ်စင်တွေနဲ့ပတ်သက်တဲ့ယုံကြည်ကိုးကွယ်မှုနဲ့ယုံကြည်မှုရဲ့နောက်ွယ်ကနှုတ်ဝက်ချက်တွေကိုပြောပြချင်ပါတယ်တည်ကျင်နေဆိုရင်တော့အဆုံးထိလိုက်ကြည့်ကြပါဦးနော်ကျမဒီထိုင်းနိုင်ငံကိုစရောက်ခါစားတော့ကထိုင်းနိုင်ငံရဲ့အိမ်တွေဟိုတယ်တွေ shopping mall တွေရဲ့အရှိမအဆောင်အုံရဲ့ရှေ့မှာအချို့နေရာတော်တော်များများပါလေစက်ရုံတွေရှေ့မှာထိပါအဲ့လက်စင်လေးတွေထားတာကိုတွေးရရတယ်အဲ့ဒါနဲ့ကျမစိတ်ဝင်စားပြီးတော့လိလာရှာဖွေကြည့်လိုက်ပါတယ်လိလာတဲ့ချာမှာလက်စင်တွေကိုထိုင်းတို့စံဖလာဘုံတို့ခေါ်တယ်မြေဆောင်နဲ့အတွက်အိမ်ထားပေးတဲ့သဘောပေါ့မြေဆောင်နဲ့မင်းကြီးအတွက်ပေါ့ဆိုထိုင်းတွေယုံကြည်တာကမြေတိုင်းမှာလက်ရှိရဲ့တစ်ပင်ကြီးတွေမြေကွက်တွေအင်းဆောင်မဲ့နေရာတွေမှာအရင်ကတည်းကလက်ရှိပြီးသားလို့ယုံကြည်ကြတယ်အဲ့ဒါကြောင့်အဆောင်တစ်ခုစောင့်မယ်ဆိုရင်တဲ့နတ်ကိုမလေးစားပဲမဆောက်ကြဘူးတဲ့နတ်တွေအတွက်တီးတန့်ပေးပြီးတော့ဒီနေရာမှာကျေးဇူးပြုပြီးနေပါဆိုတဲ့သဘောနဲ့နတ်စင်ကိုထားကြတာပါတဲ့ခန်းနာနဲ့ကိုလုပ်ပြီးတော့ထားကြတာပါထိုင်းမှာရှိတဲ့ business စီးပွားရေးလုပ်ငန်းရှင်လုပ်တဲ့သူတွေကလည်းတဲ့ဆိုင်ဖွင့်တဲ့သူတွေဟိုတယ်လုံးဆောက်တဲ့သူတွေဆောက်လို့ရေးဆောက်တဲ့သူတွေနတ်စင်ကိုအရေးကြီးတယ်ဆိုပြီးတော့ယုံကြည်ကြတဲ့သူကနတ်တွေကျင်တဲ့ရင်စီးပွားရေးကောင်းမယ်လူဝင်များမယ်အနေကင်းမယ်မကောင်းတဲ့အရာတွေဝင်မလာဘူးဆိုပြီးတော့သူတို့ကယုံကြည်ကြတယ်တဲ့အဲ့ဒီနတ်စင်ကိုအားပဲပူဇော်ကြသလဲဆိုရင်နတ်စင်မှာအများဆုံးတွေးခဲ့ရတာတော့အနီရောင်ပါတဲ့အချိုရည်တွေဖြစ်ပါတယ်အဲ့နီရောင်ပါတဲ့အချိုရည်တွေကိုကတ်ကြတယ်ဒါကြောင့်အဲ့လိုအနီရောင်ချိုရည်တွေကိုကတ်တာလဲဆိုရင်အဲ့အနီရောင်ချိုရည်ကကောင်းတဲ့အရာကိုကိုစားပြုတယ်လို့ယုံကြည်ကြတယ်သူတို့အရင်တော့ကအဲ့နီရောင်ချိုရည်စားအရင်တော့သေးပူဇော်တာပေါ့နော်အဲ့တွေးအစားကိုခုခေတ်မှာကြတော့ soft drink အနေနဲ့ပဲအစားထိုးပြီးတော့ကိုယ်ွယ်လာကြတယ်အဲ့နတ်စင်ကိုရေရဲ့တတိရဲ့ပန်းနတ်သားတွေနဲ့နတ်သားမွေးတိုင်းတွေရဲ့ကိုပူဇော်ကြတယ်အများစုလုပ်ငန်းရှင်တွေကတော့မနက်ခင်းနဲ့အလုပ်သင်္ကန်းကြီးတွေမှာလက်ဦးလေးချီပြီးတော့သူတို့ပူဇော်ကြတယ်ကိုယ်ွယ်ကြတယ်နတ်စင်အဲ့လိုပူဇော်ပသပြီးတော့ကိုလိုချင်တဲ့အရာတွေဆန္ဒတွေအထူးသဖြင့်စီးပွားရေးကျန်းမာရေးအလုပ်ကိုင်ခွင့်လန်းတွေအတွက်ဆူတောင်းကြတယ်သူတို့ကပြောတာတော့ဆူတောင်းပြည့်တယ်တဲ့ဆူတောင်းပြည့်တယ်လို့လည်းသူတို့ကယုံကြည်ကြတယ်ကျမတောင်မှဆူတောင်းမှာပေါ့နော်ဒီအလုံးကိုင်ခွင့်နဲ့အញ្ញရအောင်လို့ပေါ့နော်အလုံးရအောင်ဆိုပြီးဒီမှာတဲ့အချိုးကပ်ပြီးဆူတောင်းလို့ဆိုပြီးတော့ပြောခံရတယ်အဲ့ဒီနတ်စင်ရဲ့ရှေ့မှာလည်းအယုတ်သေးလေးတွေထောင်ထားကြတာကိုတွေးရတယ်အဲ့ဒီကနတ်တွေအတက်အစေခံနေဆိုတဲ့အဓိပ္ပာယ်ပါအဲ့နတ်စင်ကိုတန်ရှင်းလေးထားကြတယ်မတန်ရှင်းမလေးစားဘူးဆိုရင်လည်းကံမကောင်းမှုဖြစ်တယ်လို့ယုံကြည်ကြတယ်နတ်စင်ကိုမတော်တဆဖြတ်စည်းမိတာလေးမစားမိတာဆိုရင်အများစုကအရန်ဆိုရင်ကြတယ်မကောင်းတာဖြစ်နိုင်တယ်ဆိုပြီးတချို့ဆိုဖုန်းကြီးတွေခေါ်ပြီးတောင်ခန်းသားနဲ့တတ်မှတ်မှုတွေလုပ်ကြတယ်တဲ့တချို့ကနတ်စင်ကိုမလေးစားတဲ့သူမကောင်းတာကြုံရတယ်လို့ပြောကြတယ်တချို့ကတော့အိမ်မက်ထဲထိနဲ့တွေလာပြတယ်လို့ယုံကြည်ကြတယ်ထိုင်းနိုင်ငံကဗုဒ္ဓနဲ့နိုင်ယုံကြည်မှုကိုလုံးလုံးပြီးကိုယ်ွယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အခုဆိုရင်ထိုင်းနိုင်ငံမှာနတ်စင်တွေဘာကြောင့်ထားတာလဲဆိုတာကိုအခုကြည့်နေတဲ့လူတွေသိသားလောက်ပြီလို့ထင်ပါတယ်ထိုင်းနိုင်ငံကိုအခုကြည့်နေတဲ့မိတ်ဆွေတွေရောက်လာခဲ့ရင်လည်းသတိထားပြီးတော့ကြည်ပြထိုင်းနိုင်ငံနေရာအနှံပြားမှာလက်စင်တွေတွေးရမယ်ဆိုတာကိုအခုဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကြိုက်တယ်ဆိုရင်လည်း like and share လေးလုပ်ပေးပါအောင်အသေးလေးပြေးခဲ့ကြပါဦးနော်